ဒီထဲကထူးဆန်းတာလေးတခုတချို့အခန်းကစကလုံးတွေဆိုရင်ကျွန်တော်ကြက်သိမ်းထားစီပါတယ်ဥပမာစာမျက်နှာ28ကစာလိုမျိုးတကြောပြန်လာကြပြီဆိုတဲ့နေရာမျိုးမှာပေါ့နောက်ပြီးတော့မိတ်ဆွေတို့ရောကျိန်စာတွေဘာတွေကိုယုံလားဒီဘက်ခင်မှာရောရှိသေးတယ်လို့ထင်လားကိုယ့်ရဲ့အမြင်လေးတွေကိုလည်းပြောခဲ့ကြပါအောင်လက်ကျန်လာအောင်ဖတ်ပြီးတော့သွားကျင်နေတဲ့ပကံနရတူဖတ်ပြီးမှလည်းတကယ်ကိုသွားကျင်နေပါတယ်ဘယ်တော့သွားပြမလဲတော့မသိဘူးဒီဝတ္ထုထဲမှာဆိုရင်ပကံကနရတူမင်းရဲ့အကြောင်းအရာတချို့ကိုလည်းတမိုင်းကြောင်းတချို့ကိုလည်းအဖက်ရှုရပါလိမ့်မယ်ကျွန်တော်ပြောနေကြစကားအတိုင်းပဲတူတောက်ရတာရောခံစားလို့ရတယ်ကျွန်တော်ကိုနိုင်ကလည်းဝတ္ထုဖတ်ပြီးဆိုရင်ဒီစာအုပ်ကငါအတွက်ဘာမှသားစရာများကြံမလဲလို့အဲ့လိုမျိုးရွေးပြီးဖတ်တာကြောင့်လည်းပါမယ်ပေါ့လေဒီလောက်ပါပဲဒီစာအုပ်လေးကိုလည်းကျွန်တော်စီမှာလာရောက်မှာယူလို့ရပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် review လုပ်စေချင်တဲ့စာအုပ်လေးတွေရှိရင်လည်း comment မှာရေးပြီးသွားနိုင်ပါတယ်တာယာပျော်ရွှင်မကောင်းတဲ့နေ့ရက်ဒီပိုင်ဆိုင်နိုင်ကြပါစေ